ုရားဘာသာနဲ့ကျမ်းမာရေးဆိုတာအလုပ်တစ်ခုကိုလုပ်ပြီးဆိုရင်ကျမ်းမာမှုကအမှန်တမ်းအရေးကြီးတယ်အဲ့ဒီကျမ်းမာမှုဆိုတာလေဘာတွေပေါ်မှာအခြေခံပြီးတော့ကျမ်းမာတာလဲပါဠိစကားကကျမ်းမာတယ်ဆိုတာကိုအာရောချလို့သုံးတယ်အာရောချဆိုတဲ့စကားလုံးကအရောဂဘာဝယောဂကင်းတဲ့အနေထားလို့ဆိုလို့တယ်ပေါ့နော်ယောဂကင်းတဲ့အနေထားကိုအာရောချကျမ်းမာတယ်လို့သုံးတယ်အဲ့တော့ယောဂကင်းယောဂဆိုတဲ့နေရာမှာခုနကာယကရောဂစေတသိကရောဂကိုယ်ခန္ဓာကိုယ်မှာရုပ်ခန္ဓာကိုယ်မှာဖြစ်ပွားတဲ့ယောဂတစ်မျိုးစိတ်ပိုင်းဆိုင်ရာမှာဖြစ်ပွားတဲ့ယောဂတစ်မျိုးအဲ့လိုယောဂနှစ်မျိုးဖြစ်လာတဲ့အခါမှာနှစ်ခုစလုံးပဲမဖြစ်အောင်တားရမယ်သို့သောဒီနှစ်ခုထဲမှာဘယ်ဟာကအရေးကြီးတာလဲလို့မေးမယ်ဆိုလို့ရှိရင်အခြေခံအပြင်làနှစ်ခုစလုံးအရေးကြီးတယ်နောက်ဆုံးမှာနှစ်ခုစလုံးထဲမှာအဆုံးရှုံးခံရမယ်တခုတော့ဆုံးရှုံးမယ်ဆိုရင်ဘာဆုံးရှုံးခံရမှာတော့ဆိုကိုယ်ကာယပဲဆုံးရှုံးခံရမယ်စိတ်ဓာတ်ကိုတော့ဆုံးရှုံးခံရနောက်ဆုံးကြဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမမှာဘယ်လိုဆုံးမတော့ဆိုယောဂကုစားလို့မရဘူးကုစားလို့မရတဲ့ပုံမှာစိတ်ဓာတ်တွေကြာနေမလားအဲ့လိုမဖြစ်အောင်မြတ်စွာဘုရားအာတုရကာယတမိတတောစိတ်တံအနာတုရံဘောဟိတတိခန္ဓာကိုယ်ကြီးမကြမ်းမမာနာကျင်ခြင်းနာကျင်ပါစေယောဂဖြစ်ခြင်းဖြစ်ပါစေစိတ်ကိုတော့မဖြစ်စေအောင်အလုပ်ပဲဆိုတဏိဋ္ဌာန်ချထားပါခန္ဓာကိုယ်မကြမ်းမာတာသဘာဝပဲလို့ထားလိုက်ပါကုစားလို့မရတော့ဘူးဆိုရင်တော့သူ့အတွက်စိတ်ပူနေစိတ်ယောဂဆက်ပြီးပါမသွားပါစေနဲ့လို့ပြောတယ်များသောအားဖြင့်ဘုန်းကြီးတို့တွေပုထုဇဉ်တွေဟာယောဂတစ်ခုဖြစ်လာပြီ diagnose မှာကင်ဆာတဲ့ဆိုတဲ့အခုခေတ်လူတိုင်းကြောက်တဲ့ယောဂကြီးပေါ့နော်ဖြစ်လို့ရှိရင်ယောဂဖြစ်လာတာကိုအကြောင်းပြုပြီးစိတ်ဓာတ်ပါကျသွားတာအဲ့ဒီနေရာမှာမြတ်စွာဘုရားခန္ဓာကိုယ်မချမ်းသာခြင်းနေပါစေစိတ်ကိုတော့မချမ်းသာမှဖြစ်စေရအောင်အကျင့်မယ်အဲ့လိုနှလုံးသွင်းပြီးစိတ်ချမ်းသာအောင်ကြိုးစားဖို့ပဲမြတ်စွာဘုရားခိုင်းပါတယ်ဒါနောက်ဆုံးချိန်ဆိုတဲ့သဘောပေါ့နော်စိတ်ချမ်းသာအောင်အဲ့တော့စိတ်ချမ်းသာအောင်ကဘာတွေနဲ့လုပ်တော့ဆိုတတိတမ္ပစညဆိုတာ mindfulness နဲ့ clear comprehension အဲ့ဒီနှစ်ခုနဲ့ကိုစားခြေခံပြီးတော့ clear comprehension တဘာဝတရားကိုကောင်းစွာဆင်ញင်သုံးသပ်လောကမှာစိတ်ပိုင်းဆိုင်ရာဖြစ်မှုကရုပ်ပိုင်းဆိုင်ရာဖြစ်နေတဲ့အခြေအနေပေါ်မှာငါကြမှာဖြစ်ရလေခြင်းဆိုလို့ရှိရင်လူဟာစိတ်ဓာတ်ကျသွားသူများတွေကကြမ်းမာနေတယ်ငါကြတော့မကြမ်းမာဘူးငါသူများတွေကတော်လာလာပျော်ပျော်ရွှင်ရွှင်ငါကြတော့အေးရတယ်ဘုံဘုံလဲနေတယ်ဆိုအဲ့ဒီအတွေးတွေးလို့ရှိရင်ပို့ပြီးတော့မကြမ်းမာမှာဖြစ်တယ်စိတ်ပိုင်းဆိုင်ရာပါထိခိုက်သွားတယ်လို့ဆိုအဲ့ဒီလိုဖြစ်တဲ့အဲ့ဒီလိုစဉ်းစားမဲ့အစားဘယ်လိုစဉ်းစားရမလဲရှေးကယဟန်တစ်ပါးစဉ်းစားသလိုစဉ်းစားမယ်သူကဘယ်လိုစဉ်းစားတော့ဆိုအာဘာဓိမေသမုပ္ပန္နေတတိမေဥဒ္ဓပစ္စထာသူမှာယောဂဖြစ်လာတဲ့အခါမှာသူဟာတတိတရားတွေရလာတယ်ငါကျမ်းမာတော့ကကျမ်းမာခဲ့ပြီအဲ့ဒီတော့ကငါဟာတရားဓမ္မနဲ့ပတ်သက်လာရင်နောက်မှလုံးမယ်နဲ့အချိန်တွေရွှေ့လာတာများလာပြီခုငါအမှယောဂဖြစ်လာပြီအယောဂဖြစ်လာတဲ့အခါကျဒါငါလုံးရမယ်အချိန်ရောက်လာပြီအာဘာရောမေသမုပ္ပန္နောကာလောမေနပမစ္စတောအချိန်ရွှေ့ပြီးမအားသေးဘူးလို့ပြောရမယ်အချိန်မဟုတ်တော့ဘူးငါလုံးရတော့မယ်ဆိုပြီးတော့တရားထဲမှာစိတ်နှစ်ပြီးတော့ကြိုးစားအထောက်လိုက်တယ်သူဟာယဟန္တာဖြစ်သွားတယ်အရှုံးတွေကအမြတ်လို့ခေါ်ရပါတော့အဲ့ဒါမျိုးဒီကနေ့ခေတ်မှာမရှိဘူးလားဆိုရှိတယ်
ဘုန်းကြီးတို့စီဒီလွန်ခဲ့တဲ့နှစ်မကုန်ခင်လေးမှာပဲ2လ3လပိုင်းလောက်ရှေ့ပိုင်းလောက်က3လလောက်ကကျောင်းမကြီးတူကစာရေးတာသူ့မှာယောဂပြင်းပြင်းထန်ထန်ဖြစ်လာတော့ငါတော့နောက်ဆုံးအချိန်ရောက်လာပြီလို့သူကိုယ်တိုင်ကလည်းဆရာဝန်ပါပဲနောက်ဆုံးအချိန်ရောက်လာပြီဆိုပြီးသူကတရားတွေကြီးပဲဖွင့်လာတယ်ပုံပေါင်း300လောက်သူနားလိုက်နားပြီးတော့အချိန်ရသမျှတရားပဲအထောက်ခုချိန်တည်းအောင်တက်တော့ရှိပါတယ်ဘာပြောတော့ဆိုယောဂဖြစ်တာအရင်တော့ကတော့တဲ့အချိန်တွေရွှေ့လာခဲ့တယ်ပေါ့ကျမ်းမာသေးတယ်နဲ့ယောဂဖြစ်လို့အချိန်မရှိတော့ဘူးဆိုတော့အခုသိလိုက်တာနဲ့တပြိုင်နက်တရားလှုပ်ဖြစ်သွားတော့ယောဂဝေဒနာတောင်ခြေဆုတင်ရမလို့ဖြစ်တယ်လို့ဒါသူ့အတွေ့လေးကိုပြောပြတာပါနော်သူစာရေးတဲ့အဲ့ဒါလို့ရှိတယ်ယောဂတောင်မှပဲခြေဆုတင်ရမလို့ဖြစ်တယ်အရင်တော့အချိန်ရွှေ့နေရွှေ့ရဲရွှေ့မအားသေးဘူးဆိုတဲ့အကြောင်းပြတယ်နဲ့ဒါတွေမလုပ်ဖြစ်ဘူးတဲ့ခုတော့ကျန်တာတွေအကုန်မေးထားလိုက်ပြီးတော့ငါဟာမေးရမယ်အချိန်မဟုတ်တော့ဘူးဆိုခုနကယဟန္တာမထေရတွေးတဲ့အတွေ့မျိုးပဲဒါအဲ့ဒါမှန်ကန်တဲ့အတွေ့လို့ခေါ်တယ်ဒါကိုယောနိသောမနတိကာရလို့ခေါ်တာလူတိုင်းဟာနောက်ဆုံးချိန်ဆိုတာတော့ရောက်လာကြမှာပဲပေါ့နောက်ဆုံးအချိန်မရောက်ခင်ကိုသေဖို့ပြင်တယ်လို့တော့မပြောချင်ပါဘူးသေဖို့တော့မပြင်ပါနဲ့တော့ဘာလို့ဆိုရင်သေဖို့နေဖို့ဆိုတဲ့အတွေးတွေနဲ့မဟုတ်ဘဲနဲ့ကိုယ်စိတ်လေးကိုပြုပြင်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကိုယ်စိတ်ကိုတော့ကိုဟာဘဝမှာရှင်သန်နေတဲ့အချိန်မှာပြင်ရမှာပဲဖြစ်တယ်ဘာတွေနဲ့ပြင်မလို့ဆိုခန္ဓာကိုယ်ကြီးနာကျင်နာပါစေစိတ်မနာပါစေနဲ့စိတ်ကိုတော့အထိခိုက်မခံဘူးတော့စိတ်နာတယ်ဆိုတာစိတ်ထဲမှာလောဘဖြစ်တာဒေါသဖြစ်တာမကျေမနပ်တွေဖြစ်နေတာနော်မာနတွေဖြစ်တာအိတ်သားတွေဖြစ်တာမစ္စရိယတွေဖြစ်တာဒါတွေကစိတ်နာတယ်လို့ခေါ်တာပေါ့အဲ့ဒါတွေဟာဘယ်အချိန်မှာပဲဖြစ်ပြင်ဆင်နေကြဆိုလိုတာကလူတွေက medical check up တော့လုပ်ကြတယ်နော် medical check up လုပ်တယ် mental check up ကြတော့မလုပ်ကြဘူးဖြစ်ကိုယ်စိတ်ကဘလို့အခြေအနေရှိတုံးလို့ရုပ်ခန္ဓာကိုယ်လည်းပြင်ကြတယ်ဆေးဒီကျမကြီးစံတတ်တာတို့တော့လုပ်ကြတယ်တကယ်မလွဲမသွေလုပ်တဲ့နာတော့mental check up လို့ဆိုရဲကိုယ်စိတ်ကိုအမြဲတမ်း check up လုပ်နေဖို့လိုအပ်တယ်ပေါ့ငါစိတ်လေးဟာတနေ့တာကုံဆုံးသွားဘာတွေနဲ့အချိန်ကုန်တယ်လဲကောင်းတာတွေနဲ့အချိန်ကုန်သလားဆိုးတာတွေနဲ့အချိန်ကုန်အဲ့ဒါတော့အချိန်မျိုးလဲလုပ်လို့ရတယ်သွားရင်လဲလုပ်စားရင်လဲလုပ်နေထိုင်ရင်လဲလုပ်နေစဉ်အလုံးလို့ရင်လဲလုပ်လို့ရတယ်သူကအရေးကြီးတာတော့အာယုန်နဲ့တွေ့လို့တိုက်ဆိုင်လာမျက်စိကမြင်လိုက်တဲ့အချိန်မှာလောဘဖြစ်မသွားအောင်မှန်ကန်တဲ့အတွေးနဲ့ဖယ်ရှားဖို့နားကကြားလိုက်တဲ့ဒေါသဖြစ်မသွားအောင်မှန်ကန်တဲ့အတွေးနဲ့ဖယ်ရှားဖို့အဲ့ဒါကိုယောနိသောမနတိကာရလို့ခေါ်တယ် wise attention အမြဲတမ်းလူဆိုတာမြင်လိုက်ပြီဆိုရင်လောဘဖြစ်ရင်လည်းဖြစ်မယ်ဒေါသဖြစ်ရင်လည်းဖြစ်မယ်နောက်ကအတွေးကလိုက်လာတာကြားလိုက်တဲ့အတန်ပေါ်မှာလည်းအတွေးကလိုက်လာသည့်အတွက်ကြောင့်လောဘဖြစ်ခြင်းနဲ့ဖြစ်တယ်ဒေါသဖြစ်ခြင်းနဲ့ဖြစ်တယ်အဲ့ဒါနှစ်ခုမဖြစ်အောင်သွားရင်လာရင်စားရင်တော့ရင်နေထိုင်ရင်ထိမ့်သွားနိုင်မယ်ဆိုလို့ရှိရင်ရှင်းနေစရာကောင်းပါတယ်အဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမတရားပါပဲရှိတာသွားပြီးတရားအထုတ်မှဆိုတဲ့အချိန်မျိုးတွေကိုမစောင့်ပါနဲ့အဲ့ဒါစောင့်နေလို့ရှိရင်တော်နဲ့သွားနိုင်မှာမဟုတ်ဘူးလေမအားဘူးဆိုတာကြီးကနောက်ကလာလိုက်မအားသေးဘူးဘာတွေလောအောင်မအားဘူးဆိုတာလည်းမသွားနိုင်အားပြီဆိုတဲ့အခါကျတော့လေယောဂရလာအလောကိစ္စမရှိတော့ဘူးအဲ့တော့အားတယ်မအားဘူးဆိုတာကိုယ့်ပေါ်မှာပဲမဟုတ်တယ်နော်မအားလဲလုံးလို့ရတယ်အားတယ်ဆိုတော့အလုပ်တစ်ခုက
နားပြီးအလုပ်တစ်ခုပြောင်းလဲလုပ်ခြင်းဟာအနားယူခြင်းပဲဆိုတာလို့ပဲပြောင်းလိုက်တာပဲအနားယူတာလို့ခေါ်အောင်ပါပဲအဲ့တော့ကျမ်းမာရေးလို့ဘုရားဘာသာနဲ့ကျမ်းမာရေးလို့ဆိုတဲ့ထမှာမြတ်စွာဘုရားဟောကြားတာဒီစိတ်ပိုင်းကျမ်းမာရေးကိုပို့ပြီးတော့အလေးနဲ့ထားပေးတာဖြစ်တယ်ကိုယ်ကာယကျမ်းမာရေးကိုမဟောဘူးတော့မဟုတ်ဘူးကိုယ်ကာယကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးဒီနှစ်ခုကိုအခြေခံအပြင်တူညီစွာထားတော့လည်းပဲနှစ်ခုတည်းကတစ်ခုရွေးရတော့မယ်ဆိုရင်စိတ်ပိုင်းကျမ်းမာရေးကိုဦးစားပေးတယ်လို့ဒီလိုပဲမှတ်အဲ့တော့ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးတွေကိုမြတ်စွာဘုရားမဟောဘူးလားလို့ဆိုဟောပါတယ်ဒီခုခေတ်ဆေးပညာရတော့အကြောင်းတွေအများကြီးရှိမှာပေါ့ဘုံလည်းနားမလဲပါဘူးဒီပိဋကတ်ကဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာလေးကိုဟောပြပါမယ်မြတ်စွာဘုရားကယောဂဖြစ်ခြင်းအကြောင်း10မျိုးဆိုပြီးဟောထားတာရှိတယ်။တန်ယုတ်တနိကာယတိဝကသုတ်တံမှာယောဂဖြစ်ခြင်းအကြောင်း10မျိုးရှိတယ်လို့ဟောခဲ့တယ်။အဲ့ဒါဘာနဲ့ပတ်သက်ဟောတာတော့ဆိုတိဝကဆိုတဲ့ပြပိုက်ကသူ့အမြင်တစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုသဘောထားမြတ်စွာဘုရားရဲ့သဘောထားကိုလာပြီးတော့မေးမြန်းတယ်သူတို့အမြင်တစ်ခုမှပါတော့ဆိုဘဝမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခမှန်သမျှကျွတ်တင်လုပ်ခဲ့တဲ့ကံကြောင့်လားဆိုတာလေအဲ့ဒီမေကုံလာမေးတယ်ဘဝမှာကြုံတွေ့ရတဲ့ဒုက္ခဒုက္ခဆိုတာအကောင်းနဲ့အဆိုးအဲ့ဒီနှစ်မျိုးဟာဘဝမှာကြုံတွေ့ရတဲ့အဲ့ဒီဒုက္ခဒုက္ခဆိုအကောင်းဆုံးနှစ်မျိုးလုံးဟာအတိတ်ကလုပ်ခဲ့တဲ့အကြောင်းကြောင့်လားလို့မေးတဲ့အခါမှာမြတ်စွာဘုရားကိုယ်တိုင်သိနိုင်တဲ့အကြောင်းတရားတွေရှိနေတာပဲတဲ့အဲ့ဒါကြောင့်ဒီမေကုံးရဲ့အဖြေရဒီအတိတ်ကလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတရားဟာဒါမဟုတ်ဘူးလို့ဒါတခုတည်းမဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားဖြေရှင်းပြတယ်သူလောကမှာယောဂဝေဒနာတွေဖြစ်နေကြတယ်တဲ့အဲ့တော့အဲ့ဒီဖြစ်တဲ့ထဲမှာတီးချေကြောင့်တီးချေကိုအခြေခံပြီးတီးချေဖောက်ပြန်လို့ဖြစ်တဲ့ယောဂရှိတယ်တဲ့တလိပ်ဖောက်ပြန်လို့ဖြစ်တဲ့ယောဂရှိတယ်လေဖောက်ပြန်လို့ဖြစ်တဲ့ယောဂရှိတယ်အခုခေတ်ဘိန်းတော်ဆေးပညာမှာတော့ဒါတွေသုံးနေတော့မယ်နော်ပိဋ္ဌဆိုတာတီးချေဖောက်ပြန်ခြင်းကြောင့်ဖြစ်တာသေမဆိုတာတလိပ်ကြောင့်ဖြစ်တာဝါဒလေကြောင့်ဖြစ်တာလို့အဲ့ဒါလို့96ပါးယောဂဝေဒနာဆိုတာလေအဲ့ဒီခန္ဓာကိုယ်မှာအဓိကအချက်ကြီးဒီအခုခေတ်နောက်တိုင်းဆေးပညာတော့ဘယ်လိုဆိုတယ်မသိဘူးပေါ့နော်ဒါအာယုဝေဒဆေးပညာနေနဲ့ဆိုရင်တော့တီးချေကြောင့်ဖြစ်တဲ့ယောဂ32မျိုးတဲ့တလိပ်ကြောင့်ဖြစ်တဲ့ယောဂ32မျိုးလေကြောင့်ဖြစ်တဲ့ယောဂ32မျိုးအဲ့ဒါကို96ပါးယောဂဝေဒနာလို့ခေါ်တာတီးချေရဲ့တလိပ်ရဲ့လေရဲ့အဓိကအကြောင်းတရားကိုယ်ခန္ဓာကိုယ်ထဲမှာအဓိကအကြောင်းကြီးတွေလို့ဆိုမှာအဲ့ဒီသုံးခုလုံးပေါင်းစပ်ပြီးတော့အခြေခံသုံးခုစလုံးကြောင့်ဖြစ်တာဆိုရင်တဏှိပါဒဘိန်းတော်ဆရာတွေပြောတဲ့တဏှိဘတ်ယောဂဆိုအဲ့ဒီသုံးခုစလုံးရောထွေးပြီးတော့ဖြစ်တဲ့ဟာတစ်ခုတဲ့နော်အဲ့တော့ယောဂဖြစ်ခြင်းအကြောင်းမှာတီးချေကြောင့်ဖြစ်တာရှိတယ်တလိပ်ကြောင့်ဖြစ်တာရှိတယ်လေကြောင့်ဖြစ်တာရှိတယ်နောက်တစ်ခါသုံးခုစလုံးပေါင်းပြီးတော့ကြောင့်ဖြစ်တာရှိတယ်ဒါတွေကခန္ဓာကိုယ်ရဲ့ internal condition နဲ့ဆိုင်နေပေါ့နော်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဥဒ္ဓတယ်ဥဒ္ဓဝိပရိနာမစာယာတိဥဒ္ဓကြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဒါဥဒ္ဓယာတိလိုက်ယောဂဖြစ်ကြတာလည်းရှိတယ်လေဆောင်းနဲ့ချောင်းဆိုတော့ဆောင်းဝင်လာရင်ချောင်းလေးပါလာအဲ့ဒါမျိုးຫນွေရောက်တဲ့ကຫນွေယောဂလေးဖြစ်လာတာမျိုးမိုးရောက်ရင်မိုးရသည်မှာယောဂဝေဒနာတွေဖြစ်လာဒါဥဒ္ဓကြောင့်ဖြစ်တယ်လို့သူတို့ဆိုတယ်
နောက်ဝိသမပရိဟာရစာဆိုတာလူတယောက်ကအကြာကြီးထိုင်တယ်အကြာကြီးအိတ်တယ်အကြာကြီးမတ်တရက်ပြီးအလုံးလုံးတယ်အဲ့ဒါကြောင့်ဖြစ်တယ်နော်ဝိသမပရိဟာရစာဣရိယာပုဂ္ဂိုလ်အပြောင်းလဲမလုပ်ဖဲနဲ့ဒီခန္ဓာရည်တဲ့ပို့ပြီးတော့လောက်ရပြီဆိုရင်ရောဖြစ်ကြအထူးသဖြင့်ခွဲစိတ်ဆက်အောင်လေးဆိုမတ်တအကြာကြီးရပြီးတနေ့ကုန်ခွဲရတာတို့နောက် research လုပ်တာတွေဒါတွေလည်းယောဂဖြစ်စေတတ်တဲ့ဟာတွေပေါ့နော်အကြာကြီးထိုင်တာအကြာကြီးရတာတော့ဒါယောဂဖြစ်ခြင်းကြောင့်ပဲတစ်ခုလို့ဆိုလို့နောက်ဩပကမိကဆိုတာသူများကြောင့်သူများရဲ့လုံလကြောင့်ဖြစ်စေကိုယ့်ရဲ့လုံလကြောင့်ဖြစ်စေသူများကရိုက်လို့နှက်လို့တခုခန္ဓာကိုယ်အခြေအနေပျက်စီးသွားတယ်ကိုယ့်ကိုလှုပ်လို့အခြေအနေတစ်ခုဖြစ်စီးသွားရင်ဒါဩပကမိကလို့ခေါ်တယ်ယောဂဖြစ်ခြင်းအကြောင်းတစ်ခုပဲစိတ်တောက်တာတို့လည်းပါမှာပေါ့နော်တစ်ခုဒီအဲ့လိုအလုံးပေါင်းလိုက်တော့ဒါ9ခုထဲမှာကံဤအကျိုးတရားအနေနဲ့အတိတ်ကံကြောင့်ဖြစ်တာတစ်ခုအတိတ်ကံဆိုတော့လူတွေရဲ့သွေးသားထဲမှာဖြစ်ပေါ်ဖို့မျိုးစိတ်လေးတစ်ခုပါလာတဲ့သဘောပေါ့နော်ခုခေတ်ဆိုဂျင်းတို့ဘာလို့ခေါ်တာမျိုးနေပါမျိုးရိုးကလိုက်လာတဲ့ဟာမျိုးတွေတို့ကံကြောင့်ဖြစ်ပေါ်လာတို့တခါတလေပြောမှဆိုရင်ကံကြောင့်ဆိုရင် unknown cause ပေါ့တာမန်လူတွေမသိနိုင်ဘူးဆိုရင် unknown cause ဘာကြောင့်ဖြစ်မှမသိဘူးအဲ့တော့မြတ်စွာဘုရားကယောဂဖြစ်ခြင်းအကြောင်းကိုအဲ့လို၈မျိုးဟောပြထားတယ်ဒီကြေကြောင့်ဖြစ်တယ်တလိပ်ကြောင့်ဖြစ်တယ်လေကြောင့်ဖြစ်တယ်အဲ့ဒီ၃မျိုးပေါင်းစပ်ခြင်းပြီးတော့ဖောက်ပြန်လို့ဖြစ်တယ်ဥရုဖောက်ပြန်လို့ဖြစ်တယ်နော်အနေထိုင်စားတော့မတတ်လို့ဖြစ်တယ်သူများလုံးလားကိုလုံးလားအကြောင်းတစ်ခုကြောင့်ဖြစ်တယ်ကံတရားရဲ့အကျိုးကြောင့်ကံကြောင့်ဖြစ်တယ်ဆိုတော့အားလုံးယောဂဖြစ်ခြင်းအကြောင်းကို၈မျိုးလို့ပိဋကတ်စာပေမှာဒီလိုခေါ်တာရှိတယ်ဒါကစိတ်ပညာအနေနဲ့မြတ်စွာဘုရားဟောတာတော့မဟုတ်ဘူးဖြစ်သမျှတွေဟာအတိတ်ဘဝလုပ်ခဲ့တာကြောင့်ဆိုတာမမှန်ဘူးဒီဘဝကြောင့်ဖြစ်တာတွေရှိတယ်ဒါကိုထောက်ပြခြင်းနဲ့မြတ်စွာဘုရားပစ္စုပန်အကြောင်းတရားတွေကြောင့်လည်းဖြစ်နိုင်တယ်ဆိုတာကိုလက်တွေ့အကြောင်းတရားတစ်ခုရှားပြခြင်းသာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုယောဂဝေဒနာတွေဖြစ်လာတာနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဟောထားတဲ့သုတ်တန်လေးတွေရှိတယ်အသက်ရှည်ဖို့အတွက်အသက်ရှည်တာကိုလောကလူတွေကကံတစ်ခုတည်းပဲဆွဲကြတယ်မှန်ပါတယ်အခြေခံအဖြစ်ဆိုပါစို့အကြောင်းတစ်ခုပြောမယ်ဆိုလို့ရှိရင်အသက်ရှည်တာတို့အသက်တူတာတို့ဆိုတာကိုမြတ်စွာဘုရားကအတိတ်ဘဝတုန်းကသူများအသက်တတ်တဲ့အလုပ်တွေနဲ့အသက်မွေးတယ်သို့မဟုတ်သူများအသက်ကိုတတ်တယ်လှုပ်တော့လောဟိတပါဏိသွေးစွန်းသောလက်နဲ့တရဝတွေကိုတတ်ဖြတ်ပြီးဘဝတစ်ခုလုံးမှာပါဏာတိပါဒကံနေလှုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာအသက်တိုးတတ်တယ်လို့ဒါ cost တစ်ခုအနေနဲ့ပေးတာပါနော်အသက်တိုးတတ်တဲ့အခြေခံအကြောင်းတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့သူများအသက်ကိုမတတ်ဘူးအကျဉ်းတရားထားတယ်မေတ္တာထားတယ်သရဝတွေကိုစောင့်ရှောက်ပေးတယ်အသက်မတရားအောင်ကာကွယ်ပေးတယ်ဆိုတဲ့ကုသိုလ်တွေကြလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့ကျမ်းမာတယ်အသက်ရှိတယ်ဒါလဲကောင်းတဲ့လုပ်ရနဲ့မကောင်းတဲ့လုပ်ရကံတရားပေါ်မှာအခြေခံပြီးအသက်တိုးခြင်းရှည်ခြင်းနှစ်မျိုးကွဲပြားသွားတာလို့ဆိုလို့တယ်နော်ဒါအခြေခံအကြောင်းတရားအဲ့တော့လူဘဝရလာပြီဆိုတဲ့အခါမှာအသက်ရှည်ခြင်းအသက်တိုးခြင်းဟာအဲ့ဒီနှစ်ခုတည်းပဲလားဆိုတော့မြတ်စွာဘုရားမဟုတ်ဘူးပစ္စုပန်လောရတည်ရှိသေးတယ်ဆိုပါစို့ကံတရားကြောင့်ဆိုရင်ရှင်းရှင်းလေးစဉ်းစားလို့ရတယ်အသက်တိုးတယ်အသက်ရှည်တယ်ဆိုတဲ့ပုံမှာအဓိကဘုန်းကြီးတို့တွေနေ့စဉ်တွေ့နေရတဲ့အကြောင်းနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကဘာလို့ဆိုရင်ဥဒုနဲ့ဘောဇဉ်ဥဒုနဲ့အာဟာရပေါ့နော်ဥဒုနဲ့အာဟာရ
အဲ့ဒီကံတရားကလူကိုမွေးဖွားပေးလိုက်တယ်မွေးဖွားပေးလိုက်တဲ့အခါမှာဥတုနဲ့အာဟာရဒီနှစ်ခုကနေပြီးထိမ့်သိမ့်သွားတယ်သစ်ပင်လေးတစ်ပင်ကြည့်လိုက်ပေါ့သစ်ပင်လေးတစ်ပင်ရဲ့အမြင့်နဲ့အညောင်းကိုဘယ်သူကထွက်ပေးလိုက်တာတော့ဆိုမျိုးစိလေးကထွက်ပေးလိုက်အဲ့ဒီမျိုးစိလေးဟာအမြင့်သက်ဆင်းပြီးအညောင်းလေးထွက်ပြီးတဲ့နောက်မှာအဲ့မျိုးစိလေးကပုတ်သွားမရှိတော့ပုတ်သွားဒါဖြင့်ဒီသစ်ပင်လေးဆက်လက်ရှင်သန်နေဖို့ရဒီမျိုးစိနဲ့သက်ဆိုင်သလားဆိုမဆိုင်ဘူးရှည်နဲ့မြေကထိမ့်ပေးသွားတယ်သူရှည်နဲ့မြေကထိမ့်သွားတယ်အဲ့ဒါလိုပဲဘုန်းကြီးတို့ဘဝတစ်ခုကိုကံကမွေးဖွားပေးလိုက်တယ်မွေးဖွားပေးလိုက်တာကိုဘယ်သူကနေပြီးတော့ထိမ့်သိမ့်ပြီးတော့ပေးရတယ်လဲဆိုရင်ဥတုနဲ့အာဟာရထိမ့်ပေးရကံကမွေးဖွားထားတဲ့ဘဝတစ်ခုကိုဥတုကလည်းထိမ့်မပေးဘူးအာဟာရကလည်းထိမ့်မပေးဘူးဆိုရင်သိတော့မှာပဲလေအစံကလည်းသိတာပဲလေအဲ့ဒီမျိုးစေ့လေးတစ်ခုရဲ့ပမာသဘာဝအတိုင်းပဲလူခါကံကနေပြီးမွေးဖွားပေးလိုက်တယ်မွေးဖွားပေးလိုက်တဲ့အခါအသက်ရှင်နေဖို့အတွက်ကြတော့ဥတုအာဟာရဘုန်းကြီးတွေကိုပစ္စည်းလေးပါဆိုပြီးတော့လူတွေကလှူကြတယ်မဟုတ်လားစွန့်တဲ့ငန်းကြောင်းစေးပစ္စည်းလေးပါဆိုပြီးပစ္စည်းလေးပါဆိုပစ္စည်းဆိုတဲ့အဓိပ္ပာယ်ကပစ္စယကအထောက်အပံ့ sustain ပေါ့အသက်ရှင်မှုအတွက်အထောက်ပံ့အကြောင်းတရားတွေကိုပစ္စည်းလို့ခေါ်တယ်ဒီနေရာမှာပစ္စယဆိုတာဟေတုပစ္စယောအာရမဏပစ္စယောဆိုတဲ့အထက်မှာ producing cause ကိုလည်းပစ္စယလို့ခေါ်တယ် supporting cause ကိုလည်းပစ္စယလို့ခေါ်တယ်သူကအဲ့ဒီနေရာမှာ supporting နော် supporting cause အဲ့ဒီမှာမျိုးစိလေးမှာမျိုးစိလေးက producing cause ထုတ်လုပ်တဲ့အကြောင်းတရားပါဠိလိုဇနကလို့ခေါ်တယ်ဇနကဟေတုမြေနဲ့ရေကို supporting cause ထောက်ပံ့ကူညီတဲ့အကြောင်းတရားလို့သူတို့ခေါ်တယ်အဲ့ဒီအကြောင်းတရားတစ်ခုရဲ့ထောက်ပံ့မှုနဲ့သပ္ပညိယထိန်ဒီအပင်ဖြစ်လာပြီးတဲ့နောက်ထိန်သိမ့်သွားတာအဲ့ဒီသဘောလူဘဝမှာလည်းပဲထို့တူပဲကံတရားက producing cause နဲ့မွေးဖွားပေးလိုက်တယ်မွေးဖွားပေးလိုက်တဲ့အခါမှာဥတုနဲ့အာဟာရက supporting cause နဲ့အသက်ရှည်အောင်ထိမ့်သိမ့်ပေးတာဒါမို့တင့်တော်တဲ့အစာအာဟာရတင့်တော်တဲ့ဥတုတင့်တော်တဲ့အစာအာဟာရတွေဟာဒီလူအသက်ရှည်ဖို့အတွက်များစွာလိုအပ်တယ်ဆိုတာဒီကနေ့ဆေးပညာမှာလည်းလက်ခံထားပြီးသားပဲဖြစ်လိမ့်နော်အဲ့တော့မြတ်စွာဘုရားကအသက်ရှည်ဖို့နီလန်းဆိုတဲ့နေရာဥထုနဲ့အာဟာရမိမိရဲ့လောက်ရအရေးပါအဲ့တော့ကံကအဓိကမဟုတ်ဘူးလားလို့စောရကတက်ဆရာရှိတယ်ဥထုနဲ့အာဟာရဒီလောက်စွမ်းဆောင်နိုင်ပါမလားလို့မေးဆရာရှိလို့ကဲတခုစဉ်းစားကြည့်လိုက်ကသဗ္ဗမြတ်စွာဘုရားအနှစ်2000တန်းမှာပွင့်တယ်လို့ဘုရားဝင်ကိုကြည့်မယ်ဆိုရင်တက်တန်း2000ရှိတယ်ဒီတဲ့တက်တန်းရှိတယ်ဘုရားတွေအများကြီးပဲနော်ကသဗ္ဗဘုရားနဲ့ဂေါရမဘုရားနှစ်ခုနှမ်းရှင်ကြည့်အောင်နှစ်စုကိုနှမ်းရှင်ကြည့်ကသဗ္ဗဘုရားကတက်တော်2000တန်းမှာလူဖြစ်ပြီးဘုရားဖြစ်တာမို့အသက်2000ရှိတယ်ဂေါရမဘုရားကအနှစ်100တန်းကျမှလူဖြစ်တယ်အသက်80ပဲနေရကံတရားချင်းပြိုင်ကြည့်လိုက်ကသဗ္ဗဘုရားလည်းပဲပါရမီ10ပါးအပြား30ဘုရားဖြစ်ကြောင်းတရားတွေအကုန်ဖြည့်ရတယ်ဂေါရမဘုရားလောင်းလည်းအဲ့ဒါလိုပဲဖြည့်ခဲ့တာဖြစ်တယ်ကံချင်းနှိုင်းရှင်လိုက်ရင်ဒီဘုရားနဲ့စုအတူတူပဲဘုရားဖြစ်ဖို့လိုရတယ်ဆိုတဲ့ကံတရားချင်းအတူတူပဲသို့တော့တပါးကအသက်2000တောင်ရှည်ပြီးတော့တပါးကျတော့ဘယ်နဲ့ကြောင့်80တဲ့ဘယ်သူကဆုံးဖြတ်နေတာလဲမေးမယ်ဆိုလို့ရှိရင်အဲ့ဒီမှာအဖြေထုတ်တာဥတုနာဘောဇနေနအာယုခာယတိပိဝတ္တတိပိရာသီဥတုနဲ့စားတော့တဲ့အာဟာရတွေကတဲ့လူရဲ့တက်တန်းကိုရှည်စေတာလည်းရှိတယ်တိုးစေတာလည်းရှိတယ်အဲ့တော့ကံကအဆုံးဖြတ်ပေးတာမဟုတ်ဘူးဆိုတဲ့အဖြေကိုထုတ်ပေးထားတာเนาะအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့ဘဝတွေမှာလည်းပဲတူတူပဲကံကကြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးတင့်တော်တဲ့ရာသီဥတုတင့်တော်တဲ့အာဟာရစားလို့ရှိရင်အသက်ရှည်နိုင်ပါတယ်ခဏဆေးပညာတရား
ပြုပြင်ပြောင်းလဲပေးနေတာဆိုတော့တက်တန်းနေပိုးရှိလာတယ်လို့ပြောကြတယ်လေစိတ်ပညာဆောင်းရှောက်မှုကောင်းလာရင်လူတွေရဲ့အသက်ဟာပိုးရှိလာတယ်ဆိုဘယ်နိုင်ငံမှာအသက်တန်းဘယ်လောက်ရှိတယ်ဘယ်နိုင်ငံမှာအသက်ဘယ်လောက်ရှိတယ်ဆိုတာတွေတွက်ချက်ထားကြတာเนาะစိတ်ပညာဆောင်းရှောက်အဲ့တော့စိတ်ပညာလို့ဆိုတာအခုပြောတဲ့ဥတုနဲ့အာဟာရပါပဲပေါင်းလိုက်မယ်ဆိုရင်လက်ရှိထိမ့်သိမ်းဆောင်းရှောက်နိုင်မှုစွမ်းအားတွေမှာတပါလာပေါ့เนาะအဲ့တော့ကံတရားကြီးပဲမဟုတ်ဘူးဆိုအဲ့တော့သက်ရှိမှုမရှိမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတဲ့အချက်က၅ချက်တည်းပဲဟောပြထားဗျာဘုရားဘာသာနဲ့ကျမ်းမာရေးဆိုတဲ့မြတ်စွာဘုရားကဟောတော့သက်ရှိခြင်းနဲ့ဆိုရင်တဲ့နံပါတ်1တပ္ပယကာရီကိုနဲ့တင့်တော်တဲ့အလုပ်မျိုးလုပ်ဖို့လိုတယ်တပ္ပယကာရီကိုနဲ့တင့်တော်တဲ့အစားအစာစားမယ်ကိုနဲ့တင့်တော်တဲ့ဥရုနဲ့နေမယ်ကိုနဲ့တင့်တော်တဲ့အစာအာဟာရစားမယ်ကိုနဲ့တင့်တော်တဲ့အနေထိုင်စားတော့မျိုးလုပ်မယ်ဒါတပ္ပယကာရီတင့်တော်ရဲဆိုပြီးတော့လည်းပဲအလွန်ကြော်ကြီးextreme ဖြစ်အောင်မလုပ်နဲ့ဆိုပြီးတော့ဒုတိယအချက်ကတပ္ပါယိမတ္တကာရီတင့်တော်ရဲဆိုတဲ့ဟာတောင်မှပဲအတိုင်းအတာတစ်ခုနဲ့ရှိရမယ်လို့သူဆိုဘယ်ဟာပဲဖြစ်ဆေးတောင်မှပဲ overdose ရှိသေးတာပဲလေကောင်းဆိုတာလည်းပဲကောင်းလုံးအကြည့်သွားရင်အဆိုးပဲရောက်သွားတာပဲအကောင်းလို့ရင်အဆိုးဖြစ်တာပဲသူအတိုင်းအတာတစ်ခုအတွင်းသာအကောင်းလို့သတ်မှတ်လို့ရတယ်လေဒါကြောင့်မို့အသက်ရှိဖို့အတွက်ကတပ္ပယကာရီအဲ့ဒီကိုယ်နဲ့တင့်တော်တာနေထိုင်စားတော့တတ်ရမယ်ကိုယ်နဲ့တင့်တော်တယ်ဆိုတဲ့ဟာတောင်မှပဲအတိုင်းအတာပမာဏကတ္တတစ်ချက်အတိုင်းပဲလုပ်ရမယ်နောက်တစ်ခုကအစာနဲ့ပတ်သက်ပြီးအထူးသတိပေးတာတော့အပရိနတ္တဘောဇီပရိနတ္တဘောဇီပရိနတ္တဘောဇီဆိုအစာစားပြီဆိုရင်ကြေခဲတဲ့အစာစားမစားရဘူးကြေလွယ်တဲ့အစာစားမျိုးစားမယ်အဲ့တော့လူတွေရဲ့အသက်ကို sustain လုပ်နေတာအာဟာရအသိအရေးကြီးတယ်အဲ့တော့ဆရာဝန်ဆရာမတွေဆိုဒါတွေသိကြမှာပေါ့လောကလူတွေကစားတာကြိုက်လို့စားတာလားစားသိလို့စားတာလားလို့မေးမယ်ဆိုရင်ကြိုက်လို့စားတဲ့လူကရခိုင်တော့များလေနော်ကြိုက်လို့စားတာအသက်ရှည်ဖို့ဆိုရင်ဆေးတောက်တယ်လို့ပဲအစာစားတာကိုမြတ်စွာဘုရားဆေးတောက်တယ်လို့စားရမယ်ကြိုက်လို့စားတာမျိုးမဟုတ်ဘဲနဲ့စားသိလို့ခန္ဓာကိုယ်အသက်ရှည်ဖို့စားရမယ်ဆိုတဲ့အသိဉာဏ်နဲ့စားဖို့ပြောတာဒါမို့ပရိနတ္တဘောဇီကြေလွယ်တဲ့အစာမျိုးကိုစားတော့ရမယ်ကြေခဲတဲ့အစာစားရင်လည်းပဲအစာမကြေယောဂဖြစ်တယ်အာယုဗေဒဆေးချမ်းမှာပါဆိုတော့ဆိုရောဂမူလံအစိဏကံအစိဏကံဆိုတာအစာမကြေမှုကရောဂမူလံယောဂအလုံးကိုဖိတ်ခေါ်နေတဲ့အကြောင်းရင်းဖြစ်တယ်ညာတော့ဖြင့်ဘုန်းကြီးတို့စဉ်းစားကြည့်လိုက်ခဏလူတွေစားသင့်တာတဲ့ပိုစားကြတယ်စားသင့်တာတဲ့ပိုစားလို့ခန္ဓာကိုယ်ထဲမှာအပူတူလောင်းတာတွေတော်များလာနောက်ပိုင်းကျတော့တူလောင်းတာတွေများတော့အစီးပြင်းတွေများလို့ဟိုကပြီးတော့မှဖောက်ထုတ်ကြတယ်ဝိချကြတယ်လုံနေချပြီးတော့မှဝိချဖို့ကြိုးစားလေအဲ့ဒါကိုအစရတဲ့စားနိုင်တဲ့အတိုင်းအတာလေးလောက်တစ်ခုတည်းပဲတက်ရှင်ဖို့စားသွားမယ်ထိမ့်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီအစားများခြင်းကြောင့်ယောဂမဖြစ်နိုင်တော့ဝိချရတာဆိုလည်းမလာတော့ဘူးနော်ကြိုက်လို့စားတာမဟုတ်တဲ့အတွက်ကြောင့်စားသင့်လို့စားတာလောက်တင်စားမယ်ဆိုရင်ယောဂဝေဒနာတွေအများကြီးသက်သာသွားမှာဒါမြတ်စွာဘုရားအသက်ရှည်ဖို့ယောဂနည်းဖို့အတွက်အရေးကြီးတဲ့အချက်၃ချက်ကိုဟောတာဖြစ်တယ်ဒီဟာကနော်အဲ့ကိုယ့်ကိုစမ်းစစ်ကြည့်လိုက်လို့ရှိရင်စားသင့်လို့စားရလားကြိုက်လို့စားရလားခန္ဓာကိုယ်မှာအစားအသောက်ဟာအရေးကြီးဆုံးလို့ထင်ပါတယ်သက်ရှိဖို့အတွက်အစားအသောက်နဲ့ဥခုနပြောတဲ့ဥဒုနဲ့အာဟာရပေါ့နော်ယောဂဖြစ်ပေါ်နေတာတွေတော်တော်များများဟာအစားကြောင့်
ဖြစ်ပေါ်မှုတွေကဒီကနေ့ခေတ်မှာပိုများတယ်လို့လောကလူတွေကလည်းပဲအစားနဲ့ပတ်သက်လာလို့ရှိရင်ရတ္တတဏှာဆိုတာမတ္တမကြီးမားတယ်အဲ့ဒါကြောင့်မရှောင်နိုင်ဘူးမတည့်မှန်းတော့သိတယ်မရှောင်နိုင်ဘူးမတည့်မှန်းသိတယ်ဆိုတော့အဝိဇ္ဇာတော့မရှိဘူးမရှောင်နိုင်ဘူးဆိုတော့တဏှာကဥဆောင်တယ်လို့ခေါ်တယ်ဒါကြောင့်မို့ဘဝတစ်ခုမှာဘုန်းကြီးတို့ရဲ့ဘဝတစ်ခုမှာတဏှာနဲ့အဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုကဥဆောင်တယ်အဝိဇ္ဇာကဥဆောင်ရင်ဆောင်မဆောင်ရင်တဏှာကဥဆောင်တယ်ခုမသိလို့လုံးမိတာပါဆိုရင်အဝိဇ္ဇာဥဆောင်တယ်တိကြီးနဲ့မအောင်နိုင်လို့လုပ်တယ်ဆိုရင်တော့တဏှာဥဆောင်တယ်လို့ခေါ်တယ် red edit ဖြစ်တာလေအဲ့တိုင်းပဲပေါ့နော်ပရိစ္ဆေသမုပ္ပါဒ်မှာဒါမှမဟုတ်ဟောတာတဏှာဥဆောင်တဲ့အပိုင်းနဲ့အဝိဇ္ဇာဥဆောင်တဲ့အပိုင်းအဝိဇ္ဇာနဲ့တဏှာဒီနှစ်ခုကဥဆောင်နေတာချို့ကြတော့သိတယ်လေမတည့်မှန်းသိပြီးမှဆေးတောက်မယ်ဆိုစားတာပဲလေဆေးတောက်မယ်လို့တွေးတဲ့လူကတစ်မျိုးဘဝစားပြီးသိမယ်ဆိုတော့တွေးတဲ့လူကတစ်မျိုးအဲ့ဒါကြတော့တဏှာရဲ့ဆွမ်းဆောင်မှုကပြင်းထန်လာတယ်လို့ပြောတယ်နော်အသက်တောင်စွန့်နိုင်တဲ့အစွမ်းအားသူကရှိလာတယ်သိခြင်းသိဝိသိဝါအောင်စားမယ်မတည့်တာစားအဲ့တော့မြတ်စွာဘုရားကစားတော့နဲ့ပတ်သက်ပြီးဘာဟောရုံလို့ဆိုလို့ရှိရင်ဣတိပုရဏိသဝေရဏံပฏิဟံဂာမိနဝေသဝေရဏံနဥပတေတမိစားတိုင်းမှာဆင်ញင်ခိုင်းတယ်ဗျာတွေးခိုင်းတာပေါ့ဆင်ញင်ခိုင်းတယ်ဆိုတာအကြောင်းကျိုးဆင်ញင်ခိုင်းတဲ့ကောင်စားပြီဆိုလို့ရှိရင်ဘာလို့ဝေဒနာအဟောင်းလည်းပျောက်စေရမယ်ဝေဒနာအသစ်လည်းမဖြစ်စေအောင်ငါစားမယ်ဆိုဒီနှစ်ခုဆင်ញင်ခိုင်းတယ်အဲ့ဒါနှစ်ခုဆင်ញင်အလုံးတရားစခန်းနေဝင်ပူတဲ့ပုဂ္ဂိုလ်တွေဆင်ញင်ရတာရှိလိမ့်မယ်ဤသည့်စားဝယ်အမဲမဲကိုမြူးရမှန်ကြွလှပရေစင်ပြဖြိုးခြင်းငါမသုံးပါဘူးလှဖို့ပါဖို့အသားရည်တွေပြည့်ဖို့ငါစားတာမဟုတ်ပါဘူးနော်လေးပြဓာတ်ဆောင်ဤကိုကောင်းသည်ဓာတ်လေးပါးနဲ့ဆွမ်းဆောင်ထားတဲ့ဤခန္ဓာကိုယ်ကြီးဟာလေးပြဓာတ်ဆောင်ဤကိုကောင်းသည်မြတ်အောင်တည်လျက်မမောပညာဖရာသာသနာချစ်နေကြဣရိယာပုမြတ်မြတ်တာနဲ့အလုံးလုံးနိုင်ဖို့အတွက်စားပါတယ်အဲ့ဒီရွယ်ချက်နဲ့နောက်ဆုံးပိုင်းမှာတော့ဘာလို့ဆိုနော်ယောဂဝေဒနာဟောင်းတစ်မဖြစ်စေရဆိုဝေဒနာအဟောင်းလည်းမဖြစ်စေရဘူးအသစ်လည်းစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသစ်တွေလည်းမဖြစ်စေရဘူးအဲ့ဒီနီးနဲ့သာဆင်ញင်သုံးသပ်ပြီးတော့ကိုယ်ကိုထိန်းကျောင်းသွားမယ်ဆိုပညာနဲ့ထိန်းကျောင်းသွားမယ်ဆိုလို့ရှိရင်နော်သက်ရှိမယ်ကျမ်းမာမယ်ဒါကဘုရားဘာသာနဲ့ကျမ်းမာရေးအကြောင်းပြောတာပါဘုံနော်နောက်တစ်ခုကအရေးကြီးတဲ့ဒါကအပြစ်မဲ့ကအကြောင်း၃ခုအရေးကြီးတဲ့အကြောင်းတစ်ခုကတော့သက်ရှိဖို့အတွက်သီလဝါကိုချင်းသီလမပျက်စီးရဘူးတဲ့ကလျာဏမိတ်တာမိတ်ကောင်းဆွေကောင်းနေရှိရမယ်ကောင်းကောင်းကြံပေးနိုင်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာအောင်ဆိုလိုတာကသီလကဒီကိုယ်နဲ့နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်တာကလျာဏမိတ်တာကြတော့ကြံကောင်းညံကောင်းတွေပေးပြီးတော့စိတ်ပိုင်းဆိုင်ရာထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့ပုဂ္ဂိုလ်အဲ့တော့အသက်ရှိခြင်းကျမ်းမာခြင်းအတွက်မြတ်စွာဘုရားဒီအချက်၄ချက်ကိုဟောထားပါတယ်ချက်၅ချက်ကိုဟောထားပါတယ်အပြင်အချက်၃ချက်ကတပ္ပယကာရီကိုယ်နဲ့တင့်တော်အောင်ပြုမှုနေထိုင်စားသောက်မှုတပ္ပယေမတ္တကာရီတင့်တော်တယ်ဆိုတဲ့နေရာမှာလည်းအတိုင်းအတာတစ်ခုအတိုင်းကိုသိမှုပရိနိဒ္ဒဘောစီအစာကျေလွယ်တဲ့အစာကိုသာစားသုံးမှုဆိုဒီ၃ချက်ကတော့ဒါကိုယ့်ရဲ့နေထိုင်စားသောက်မှုနဲ့ပတ်သက်ပြီး၃ချက် external condition ပေါ့ internal နဲ့ကြတော့ကိုကျင့်သီလရှိခြင်းကောင်းခြင်းမိကောင်းဆွေကောင်းရှိခြင်းအဲ့ဒီနှစ်ချက်ထပ်ပိုးထားလိုက်ဘဝမှာအသက်ရှိခြင်းကျမ်းမာခြင်းဆိုရပါတယ်တဲ့ဒါမြတ်စွာဘုရားရဲ့ကျမ်းမာရေးပညာတစ်ခုဟောတာပါနော်